ကျမတော့ထချနာမျိုးသမီးတယောက်ပါကျမတော့ဒီလူငယ်ကိုထက်မော်ရှင်မြိုင်ဖွဲ့စည်းတည်ထောင်တဲ့သူခုမကာပွဲတပင်ပေါ့နော်တပင်ဆိုပေမဲ့အလက်စားလေးပေါ့အလက်စားလေးမှာကျမတော့ခေါင်းဆောင်နဲ့ပြဆက်အဓိကနေဟာနေတရုပ်ဆောင်တာပေါ့မြန်မာတန်စင်ခေါင်းဆောင်ပြဆက်စရိတ်ရှိုးပေါ့ကလေးလူဦးရေကတော့အားလုံး17ယောက်ပေါ့နော်17ယောက်နဲ့ဖွဲ့စည်းတည်ထောင်လာတာပါရှင်ဝဲကဒီလောကကိုဘယ်နှစ်မှာစာပြောင်းတာအသက်12နှစ်မှာကဝဲရဲဆရာမိတ်ကပ်ဦးတင်အောင်ကန္နာလန်သူကနေပြီးတော့လက်သွဲခေါ်ခဲ့တာပေါ့နော်ဦးတင်အောင်ကနေပြီးတော့ तू အရင်တော့ဆိုမော်လမြိုင်ရှိုးပွဲတွေတွင်းတာရှိုးပွဲတွေတွင်းနေဆိုအဲ့ဒီရှိုးပွဲကြားလေးတွေမှာမိမရှာလေးတွေ तू ခေါ်တုံးနဲ့အဲ့ဒီကနေကပြစ်တာကပြစ်ပြီးတော့ဝဲက2012မှာရန်ကုန်စရောက်တာ2012မှာရန်ကုန်စရောက်တဲ့ချိန်ဝဲကပကူဒီရွှေမော်တော်ပွဲမှာဝဲကမိုးချုံနဲ့ငမှာအဲ့ဒီတကတာတင်နန်းတက်နေနဲ့အဲ့ဒီတကရင်နဲ့အဲ့ဒီမှာနေပြီးတော့လူငယ်ကျော်စင်ဦးခေါင်းဆောင်မင်းသမီးဖြူနေမောင်ကနေပြီးတော့လေဝေးပွဲရောက်တော့ဝဲရေးတဲ့လေဝေးပွဲကမယ်လာခဲ့ပါဆိုတော့အဲ့ဒီကနေပြီးတော့ဝဲမိုးချုံငမှာစပြီးတော့ဖြော်ပြီးပြဖြစ်တာ2012ပေါ့ကဲမမှတ်ရပါပဲယနေ့ညဆိုဒီစက်မှုစီစဉ်ကနာလေးများရဲ့သူမြမဒူရီယာဆိုင်ခေပေါ်တဲ့ဂီတာဆိုင်ကိုရေသူခုမကဝက်ဒီရေခေပြိုင်ဆိုင်တဲ့ဂီတာတန်စီဆိုတာဒီလိုပါလားရှိပေါ်လားဝဲကမွေးချင်း3ယောက်ဆိုတော့အမရဲ့ဝဲရဲ့ကိုရဲ့ရှိတာပေါ့3ယောက်ပေါ့ဝဲကဘယ်အချိန်မှမိမရှာစားဖြစ်လဲဆိုတော့ငငယ်လေးတွေကကိုကငငယ်လေးတွေကမိန်းမစိတ်ပဲခံယူထားတာကိုဒီအချောက်ယောက်ျားလို့ပြောတာအရန်စိတ်ဆိုတာဖေရတော့တခါကြီးကြိုင်တော့စိတ်ဆိုးတာပေါ့ဖေရတော့မကြိုက်ဘူးပေါ့ယောက်ျားပေါ့ဒါပေမဲ့နောက်ပိုင်းပြောမရတော့ဖေလည်းဘာမှမပြောတော့ဘူးဆိုတော့မမေကတော့အားလုံးလက်ခံတယ်ဒါပေမဲ့လူများနေတာပြောရင်တာ तू ကစိတ်ဆိုးနေတာစိတ်ဆိုးတာလေဒါပေမဲ့နောက်ကွယ်မှာလက်ခံတယ်ဘလို့ရေတဲ့လို့ဆိုဝဲငယ်ကမုတ်တေရောင်းရတယ်မုတ်တေရောင်းကလည်းဒီလိုចောင်းတိတ်နဲ့မုတ်ရောင်းနေညနေ3နာရီဆိုဝဲတော့ចောင်းဆင်းပြီးဆိုအမေကလုပ်ပြီးတာအဲ့လိုမုတ်ထန်းလိန်တို့ကောင်းချင်းတုပ်တို့အဲ့လိုတွေရက်ွက်ထဲမှာလေရောင်းရတယ်လေရောင်းကတော့မိမရှာဆိုတော့လေချစ်တာပေါ့ရောင်းနှမြမဟုတ်တော့ကုန်တာပေါ့တချို့ဆိုရင်ဟဲ့ရွာမှာကကိုဝဲလို့မခေါ်ဘူးလေကြွက်ဖြူမအသားလေးကလည်းဖြူစေတော့ကြွက်လေးလို့ပြောကြွက်ဖြူမလို့ပဲဟဲ့ကြွက်ဖြူမမိမုတ်ကိုဝယ်စားမယ်ကပြအဲ့လိုကပြရင်မုတ်တူကိုအဲ့လိုဘွားလည်းကြုံခဲ့ရတာပေါ့မုတ်ကပြမှမုတ်ဝယ်စားတာလေးရှိခဲ့တယ်ငယ်တော့ဆိုလို့ရှိရင်ဒီကျောင်းလေးတဲ့2တန်း3တန်း4တန်းသူကလေသူကစားလို့ရှိရင်သူဘာလုပ်မလဲမိန်းကလေးဖို့ပဲရှိတယ်သူယောက်ျားလေးနဲ့မကစားယောက်ျားလေးတွေကအမေတဲ့ကြမ်းတမ်းနေတဲ့ကစားရင်နဲ့ထိုးမလို့ပါတာလို့ဖြစ်တဲ့အတွက်ကြမ်းတမ်းတဲ့အတွက်သူယောက်ျားလေးအဖို့ကိုသူမလိုချင်ဘူးတဲ့သူမှယောက်ျားလေးအဖို့ဆိုလို့1ယောက်2ယောက်ပဲရှိတယ်သူငငယ်တွေကစားဆိုမိန်းကလေးနဲ့ကစားမယ်ပျော်ပွဲကျဆက်စားမယ်အဲ့လိုမျိုးလေးတွေသူကစားတယ်ထောက်စီထိုးကစားမယ်သူယောက်ျားလေးနဲ့ပတ်သက်တာဘောလုံးကန်တာလို့ပါတာလို့ဘာမှမရှိဘူးသူအဲ့ဒါတွေဝါသနာမပါအောင်ငငယ်လေးတွေက8တန်းအောင်ပြီ9တန်းအထက်တန်းကျောင်းရောက်တာတော့သူကအဲ့လိုမျိုးပါတနခါလဲရင်သူကကျောင်းကိုပကွက်လေးပပလေးလိန်သွားမယ်လိန်သွားဆရာမတွေကပြောတော့ဘောနေရယောက်ျားဖြစ်ပြီးတော့ဘောဒီလိုပကွက်လေးနဲ့ဘာလို့ပါလားတနခါလိန်ရည်ကျဲပဲပို့ဆိုတော့ကျောင်းနေတဲ့ကာလမှာတနခါရည်ကျဲလေးပဲလိန်ပြီးသွားတယ်ခေါင်းဖိပြီးသူအဲ့လိုတက်ရပဲနေတယ်သူကအဲ့လိုမျိုးပေါ့နော်သူ့ရဲ့ဝါသနာနဲ့သူ့ကိုဝဲငငယ်တွေကလည်းသူ့ဖြစ်လဲသူ့အဲ့လိုမျိုးဖြစ်လို့ရိုက်တယ်ပြုတ်တယ်မရဘူး तू ကအဲ့ဒီဝါသနာပဲပါတယ်အဲ့လိုရိုက်လို့ပြုတ်လို့ရှိရင် तू ကအိမ်ကထွက်သွားလိုက်တယ်အပေါင်းအသင်းနေနဲ့သွားလိုက်တယ်ဒါပေမဲ့သွားလိုက်တဲ့အချိန်မှာ तू ကသူ့ဘလို့ညပြန်ရောက်လာတယ်ရောက်လာအဲ့ဒီ main ကလေးအတိုင်းပဲ तू ပြည့် तू ဖေးစိတ်ဆိုးလို့ तू ဘုံတုံးတယ်တော့လို့ရှိရင် तू သွားလိုက်တယ် तू အပေါင်းအသင်းနေရှိတာဟို तू ကဟိုခါကြီးတင်မိတ်ကသပင်ဆိုင်မှာ तू အဲ့ဒီမှာကနေလိုက်တယ်ကရုံတုံးပြီး तू လွတ်လို့ရှိရင်အဲ့ဒီကိုသွားရင်ပြန်လာရင်သပင်အတူစောင်းပြီးပြန်လာတယ်အဲ့လိုမျိုးပေါ့ तू ကငငယ်လေးတွေက तू ငယ်လေးတွေက तू အဲ့ဒီရှိတယ်ဖြစ်မှာပေါ့နော်ဘလို့ကဖြောက်ဟိုငငယ်လေးတွေကဖြောက်ပြလို့မရအခုကျတော့အပီးပတ်ဖြစ်သွားပြီအခုသူ့ဖေစုံတဲ့ပေါ်မှာမူတည်ပြီးအန်တီကလည်းအန်တီသားမအန်တီမှလည်းသားသမီး2ယောက်ပဲရှိတယ် तू ကအငယ်သူကသားသမီးချစ်တဲ့အတွက်သူစိတ်ဆန္ဒဆိုလို့နေပြီဆိုပြီးတော့အန်တီလည်းမပြောတော့ဘူးသူ့ရဲ့ဒီမိတ်ကစပင်ကို तू အရင်ရအောင်တင်တယ်အဲ့ဒီစီမှာတနစ်ပြီးတော့ तू တင်တယ်
ယောက်ျားလေးအလုံးနဲ့အလုံးစီးပွားလှုပ်လို့ရှိရင်သူစီးပွားမဖြစ်ဘူးတဲ့သူဒီပညာလေးနဲ့ပဲသူစီးပွားဖြစ်တယ်တဲ့အားကြောင့်အန်တီလည်းမပြောတော့အန်တီကဖရားတကယ်မှဆုတောင်းပြီးတယ်ဒါပါပဲဈေးမှာလုံနေနဲ့ဦးနိုင်ရင်ဆိုင်မှာအဲ့ဒီအခုနပြောတဲ့ make up ဦးတင်အောင်နဲ့ဦးတင်အောင်သမီးရဲ့ကသူက make up ပစ္စည်းလိုရင်းနဲ့ရောက်လာရင်နဲ့နိုင်ဝေတာကိုယ့်ကိုချစ်ပြီးသူကနိုင်ဝေတာသူကနိုင်ဝေနဲ့နေတဲ့ငါစီမှာနေခြင်းလားတဲ့ငါပညာလဲသင်ပေးမယ်နေမိဘူးလဲငါပြောပေးမယ်ဒီမှာရတဲ့3000လဲနေမိငါပေးပေးမယ်ဆိုတော့ကိုကလည်း make up ပညာလိုင်းကိုကြိုက်တယ်လေနေမယ်ဆရာဆိုတော့ပထမတော့အမေကလက်မခံဘာလို့ဆိုတော့ तू ကဒီရတဲ့3000ကိုထမင်းဟင်းချက်စားရတာလေဆိုတော့ဦးတင်အောင်ကျွန်မ3000ပေးမယ်ဆိုလဲခေါ်ဝါခလေးဦးတင်အောင်ဒီမှာစိတ်ချတယ်ဆိုတော့အဲ့ဒီဦးတင်အောင်ကနေပြီးတော့ तू အရင်တော့ဆိုမော်လမြိုင်ရှိုးပွဲတွေတွင်းတာရှိုးပွဲတွေတွင်းနေဆိုအဲ့ဒီရှိုးပွဲကြားလေးတွေမှာမိမရှာလေးတွေ तू ခေါ်သုံးနဲ့အဲ့ဒီကနေကပစ်တာကပစ်ပြီးတော့ဦးဝဲက2012မှာရန်ကုန်စရောက်တာမိုးချုံငယ်လေးစီကဦးဝဲကမမတ်ရ2012မှာပဲခူးမှာတင်တဲ့တက်နေတဲ့အချိန်ဘကုံးမှာတင်တဲ့တက်နေချင်းမှာမိုးကျွန်းတဲ့ငယ်ရွှေမိုးတော့မှကြားတယ်ဆိုတော့အကဝါသနာပါတော့အဲ့နဲ့တင်တဲ့ဆရာရေးလို့တရက်လောက်ခွင့်ပြုပါပေါ့နော်ဝဲပွေးလေးတက်ကြည့်ချင်အမကြည့်ချင်တော့သွားတော့စင်မမှာကနာသူတော့ကိုကလည်းကချင်တယ်အဲ့ဒီချိန်ကဦးကတကောင်းလုံးသမင်းအဖြူအောင်စူးထားတယ်အသားကလည်းဖြူစွတ်နေဆိုတော့ iris မှာမြင်တယ်ပြောကြတာပေါ့နော် iris မှာမြင်နေစင်နေပါတယ်ဆိုကပြစ်သွားတာအဲ့ဒီမှာကတော့ကလားကလေးနဲ့စားကတာအဲ့ဒီမှာလူငယ်ကျော်စင်ဦးမမီဖြူနေမအမေဖြူနေမလက်ခံနေအကလိုင်းပဲဖြစ်သွားတော့ဟဲ့လေဝေးကမလားလိုက်ခဲ့ဆိုပြီးတော့အဲ့ဒီကနေမိုးကျူးငယ်မှာစကဖြစ်သွားတယ်ကျိုးစားရတာပေါ့ကျိုးစားရတယ်ဆိုတော့အခုအချိန်နေဆိုဝယ်ရိုးစီမှာဒီမင်းသမီးတွေလည်းကတယ်မြန်မာတန်စင်လည်းတက်ခွင့်ရှိတယ်စရိတ်ရှူးဆိုလည်းကခွင့်ရှိဝယ်ရိုးမှာကခွင့်မရှိဘူးမြန်မာတန်စင်အင်ကြီးအပြည့်စုံဖက်နှက်ရှိမှစရုံးထုံးနိုင်မှာမြန်မာတန်စင်တက်ခွင့်ပေးတာအဲ့လိုမထုံးနိုင်တက်ခွင့်မပေးဦးဝဲတို့ကအားလုံးပြီးွားဆုံးမှာတို့နောက်ဆုံးအပိုင်းလေးထွက်မှဦးဝဲတို့အဲ့ဒီပြီးကန်ဒီတပုတ်ကဦးဝဲတို့စားကားတဲ့ချိန်ကညာချင်းမှတညာမှာ2500အဲ့မှာထမင်းတပွဲကို800ရှိတယ်800 900ရှိတယ်ဆိုတော့အမေတို့ကအဝေးရောက်လာမရတဲ့ဆက်သွယ်တယ်လေဦးဝဲကြီးအမေကိုပတ်စံလေး3မို့ပို့ပေးပါဆိုအဲ့လိုချိန်တိုင်းမပေးနိုင်တော့ဝမ်းနေတာဗောလေမျိုးဩငါမပေးနိုင်ပါလားငါတညာ2500ရပြီးတော့ဆိုအဲ့လိုမျိုးဝမ်းနေတာလေးရှိတယ်နောက်ပြီးတော့နှိတ်ချဆက်ဆက်နာတွေရှိတယ်နောက်ပြီးကိုကဒန်ဆာတွေဘာတွေပါခြင်းနဲ့အဲ့လိုကြိုင်ကိုမထည့်ဘူးကာမတက်လို့နေမတော်လို့အင်ကြီးမရှိလို့ဆိုပြီးတော့အဲ့လိုချိန်တွေကြိုင်ဝမ်းနေပြီးငိုခဲ့ရတာပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်မြန်မာပြည်စီခဏလေးမှာအကောင်းဆုံးဖြိုပြတဲ့စဖို့ရောက်ရှိလာမဲ့သူလေးတူရတယ်လူငယ်ကိုထမောရှင်နဲ့ဖွဲ့စည်းတည်ထောင်လာပြီးမွန်ပြည်နယ်ချစ်တီဆောင်မွန်ပြည်နယ်ကပြည်နယ်ကိုငိုဆောင်မှာတော့နိုင်ငံတော်ရှိစိတ်သုံးစုရှိနိုင်ငံကျော်တဲ့စေလီပြည်သူချစ်တော်တခုမှကဘယ်လိုလဲကောင်းစားမှုမိချိုဝေးဒွားပဲဖြစ်ပါရဲ့ရှိကောင်းစားမှုမိချိုဝေးဒွားရဲ့မြန်မာပြည်စီဒီကနာလေးကိုလေအကောင်းဆုံးရှိရှာအားပေးကြပါရှိချစ်နဲ့တင်ဝေးပွာလာတော့အသေးပါရဲ့နှစ်ချီလို့နှစ်တေးဝဲဆိုပြီးဒီလိုဦးဝဲအိမ်လာဆိုပြီးဖြစ်လာဖို့အတွက်ကကျွန်မမိုးချုံငယ်ငယ်နဲ့တောင်တကုံ20ရပ်ကွက်မှာကနေတယ်ကျွန်မကျေးဇူးရှင်ဖြစ်တယ်လို့ကျွန်မရဲ့ဆရာဖြစ်တယ်လို့ဒီတိုင်းလည်းသိပါတယ်သူ့ကိုကိုခွန်ချိုကနေပြီးတော့ငါ့ကိုတက်တော်လေးမှာတင်ပြီးနဲ့အဲ့ဒီညပဲတင်နေအဲ့ဒီညလေးမှာကျွန်မဆယ်လီတပားလို့ဖြစ်သွားပါလေလူသိများခဲ့တယ်ဆရာကလည်းဒီနေရာကနေပြီးတော့ဗောနော်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုကိုထောင်နေတဲ့အချိန်မှာသူတို့စူးစမ်းရတာပေါ့ပြင်မမှုရှိတယ်စူးစမ်းရမြလည်းအရာထင်တယ်တော့တယ်ကျမဘာလို့စိတ်ချရတယ်နောက်ပိုင်းပြဆက်တွေဘာတွေကားတယ်ဘာလို့စိတ်ချရတယ်ကျမရဲ့အနောက်မှာပံ့ပိုးပေးတယ်အခုနပြောလို့လူငယ်ကိုထက်ကျမရဲ့ဒီအမျိုးသားဆိုလဲဟုတ်တာပေါ့နော်ကိုယောက်ျားဆိုလဲဟုတ်တယ်ချစ်သူဆိုလဲဟုတ်တယ်ကိုရဲ့မောင်ဆိုလဲဟုတ်တယ်အခုဆိုအဲ့သူတရားနောက်ပြီးကျမအမြဲတမ်းလေးစားရတဲ့ဒီနေ့ချိန်ထိလည်းအားကြရတယ်ပေါ့နော်ဒါကျမရင်ဖွင့်ပြီးပြောတာပြဆက်မင်းသမီးကျေစင်ချိုသူဆိုရင်ဒီနေရာလေးလှုပ်လိုက်ဆိုရင်လှုပ်လိုက်တယ်ဟိုနေရာလေးလှုပ်အားကိုရတာပေါ့သူတို့အားကိုရတဲ့လူတွေဆိုကျမတို့အားရှိပြီးတော့အမြဲတမ်းပေါ့ကျမစူးစမ်းရမြအရာထင်တယ်လို့ကျမထင်ငါကလေးတွေကလည်းအားလုံးနားထောင်နေကျမအဖွဲလေးကိုဒါလောက်ဆိုစူးစမ်းမှုရှိတယ်ဘယ်အဖွဲနဲ့မှမတူဘူး
ဘောနော်ဘယ်အဖွင့်နဲ့မအောင်မတူဘဲနဲ့တကယ်ကိုလေးစားကောင်းရတဲ့လူတွေလို့တနေ့ဆရာဖြစ်တဲ့စောနန်းဒေဝီကနေပြီးတော့ဝဲရေးတဲ့တမီးရေးတဲ့ရွှေပြေးမှာအမေတို့နက်ကတော့လုတ်တယ်တဲ့လက်ကပေးပလားတဲ့တပုတ်လောက်တဲ့အမေချမ်းအမေကြီးပေါ့နော်ချော့ပေးတမီးကတာလေးလှတယ်တဲ့သူများတဲ့တမီးခေါ်ကြည့်ချင်တာပေါ့နော်အဲ့လိုဆိုနေခေါ်ကားဖြစ်တော့ဝဲကအဲ့ဒီအချိန်ကသပင်ကိုဒီအာယုံကြောမဖြစ်လိမ့်သပင်ကိုဒီဝဲဖင်ဒီတလောက်ထိရှိတယ်အရန်လှတယ်ခန္ဓာကွက်လည်းတသေးလေးတို့မဝလိမ့်ပပိန်တသေးလေးပေါ့ရုပ်တရက်ကြည့်လိုက်ဝဲမိန်းမပဲထိုင်နေလောင်ကော်ပတ်ရုပ်မိန်းမအဲ့လိုမျိုးဆိုတော့ဆရာတွေကလည်းချစ်တယ်လူရချောခေါ်ကတော့အဲ့ဒီမှာသူတို့ဒီအမျိုးသားရဲ့ဆိုင်အခုအမျိုးသားဖြစ်နေသူတို့ကဆိုင်တီးတဲ့အချိန်သူကဝဲကြည့်ပြီးသူတို့မျက်လုံးလေးတွေနဲ့သူတို့မော့ပြီးစားတယ်သူဝဲချစ်တာပေါ့သူပထမမိန်းမတင်တာမိန်းမရှာမှမသိဘူးချိန်တွေးတဲ့နေမှာသူကမိန်းကိုသူလိုမှန်းသိတယ်ဒါပေမဲ့သူလိုမှန်းသိတော့လေသူကကိုဘယ်လိုပြောမလဲဆိုတော့ချစ်သွားပြီလေချစ်သွားတော့ဘယ်လိုလုပ်မှလဲအဲ့မှာနေနဲ့ငါနဲ့ပြောတော့ဗောနေချစ်မချစ်ရလဲဆိုဒီတဲ့ငါချစ်တယ်တဲ့ငါရင်ဆိုင်မယ်ဆိုရင် तू အဲ့ဒီကနေပြီးတော့သူ့ကိုတဲ့နေနဲ့ငါနဲ့မခေါ်နေတဲ့သူ့ပပလို့ခေါ်तू ကဝဲမမားလို့ခေါ်မယ်အဲ့လိုကနေပြီးတော့တန်ရောစင်နေဖြစ်ပြီးဒီနေ့အချိန်ထိပါပဲတရားအဲ့ဒါပြောမယ်ဆိုရင်တော့ကျွန်တော်ကအရင်ကအဲ့မင်းမရှာတွေနဲ့ဇက်မကိုပြောမယ်ဆိုရင်မျက်စိအတွေ့တောင်မခံဘူးကြုံမှုတယ်ဒါပေမဲ့အဲ့လိုမင်းမရှာတွေတွေ့ရင်ကျွန်တော်မျက်လုံးထဲမှာဓောက်ကိုမကြိုးတာသူတို့ဘလို့ပဲနေဓောက်မကြိုးကိုယ်နဲ့လည်းပြောမယ်ဆိုကီးတိတ်မကြိုက်ဘူးဒါပေမဲ့သူနဲ့တွေ့ပြီးရတယ်သူကအဲ့ဒီကျွန်တော်ကဆိုင်းတီးအနေနဲ့တွေ့တာအခုကျွန်တော်တွေ့သမျှမင်းမရှာရတဲ့မှာမင်းမရှာဆိုတာသူတို့ကပြောမဆိုရင်မိန်းမလို့ခံယူထားတဲ့အတွက်မိန်းမတွေထက်ကိုတောင်းသူတို့နေတယ်သူတို့ရဲ့ဝစားစင်မှုကြည့်နေပေါင်တိုပေါင်ပြဟော့ရှော့တွေနေပေါ့ဗျာအဲ့ဒီချိန်မှာအဲ့လိုမိန်းမရှာတွေတော်တော်များများကိုကျွန်တော်တွေ့ခဲ့တာဒါပေမဲ့သူနဲ့တွေ့တော့သူကမြန်မာဝမ်းဆက်ကြီးနဲ့မြန်မာစံစံလေးနဲ့ဗျာအဲ့ဒီကနေကျွန်တော်သူကဆိုင်းထဲမှာကတယ်အဲ့တော့ကျွန်တော်ကြည့်လိုက်တဲ့စီမှာဟာသူကမိန်းမလားယောက်ျားလားကျွန်တော်ပထမသူ့ကိုမိန်းမရှာလို့မထင်ဘူးမိန်းမစစ်တယောက်ပဲထင်တယ်အဲ့ဒီကနေဆိုင်းတီးတယ်ဒီနေ့ပဲရောက်တယ်နောက်နေ့လိုကြတော့တရားပြောမယ်ဆိုဗျာကြည်ချင်းစုံနာကနေစတာအဲ့ဒီကနေစပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်သူမိန်းမရှာဆိုတာလဲကိုသိပါကြီးသိတဲ့အတွက်ကိုချစ်တယ်လေချစ်တဲ့အတွက်သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံမိတယ်သူအနေနဲ့ရင်ဆိုင်ရတာသူခင်ရတော့မိန်းမရှာဆိုတော့ဘလောက်ပဲလှနေပါစေလေပဲမိန်းမရှာနဲ့မှတဘောမတူဘူးလေပေးစားရင်တော့မိန်းမနဲ့ပေးစားမှသူ့ကိုအဲ့လိုမျိုးဖုံးနေတိန်းထားတယ်ရိုက်တယ်နောက်ဆုံးဒီအိမ်ထဲထိပိတ်တဲ့အစင်မှာအဲ့ဒါဆိုတော်တော်ဆိုးဝါးဖြစ်သွားတာ तू ကနောက်တော့တက်တဲ့ယောဂရှိတယ်သူ့မှာဒီတက်တဲ့ယောဂမျိုးရှိတော့ तू ကနည်းနည်းဆိုတော့ तू အဲ့ဒီမှာတက်တယ်ဒီမှာ तू တက်တယ်တက်ပြီးတော့နောက်ဆုံး तू ကအောက်တွေခုန်ချပြီးထွက်ပြေးတယ် तू ပြောမယ် तू ကအယူကြီးလို့ပဲကိုယ်လည်းချစ်တော့အဲ့လိုမျိုးအောက်တွေခုန်ဆင်းပြီးထွက်ပြေးတယ်အဲ့လိုမျိုးသူမိဘတွေတိန်းထားတဲ့ဖုန်းတွေတိန်းထားတဲ့ဂျားတွေကနေခြေထောက်တွေကျိုးချီထားကြတယ်အဲ့လိုမျိုးပြေးတယ်ဖက်နက်တွေကြံခဲ့အင်ကြီးကိုတကူနဲ့ကိုစီရောက်လာတာပေါ့အဲ့ဒီကနေသူ့မိတွေကနောက်ဆုံးကိုစီလက်ခေါ်နောက်ဆုံးပြောမယ်ဆိုရင်သူ့မိဘတွေကဒီရက်ွက်ယုံနေပါနေနဲ့လားတိုင်နေကိုမိဘတွေယုံတိုင်မှာပေါ့ခမားတို့ကလေးကိုခမားတို့ထိန်းပေါ့ဗာဖြစ်နေတယ်အဲ့လိုအစင်ထိလောင်ရှိတာပေါ့ဒါပေမဲ့နောက်ဆုံးတော့သူ့ဘက်ကလက်မခံသူငိုတယ်သူယောဂရတဲ့အထိပါသူဖြစ်တာပေါ့နော်ဖြစ်တော့အဲ့ဒီကနေပြီးတော့နောက်ဆုံးသူ့မိဘလည်းဘာမှမပြောတော့အမေတွေနဲ့တွေ့ပြီးတော့ပြောမယ်မိန်းမယောက်ျားပေးစားဆိုပြီးပုံစံအထိလောင်များဦးဝဲတို့လက်ခံလိုက်တာပေါ့ရွာကူလာလေအညာကူလာလေခညာလေးကလူလေစံနှလုံးသားလေးအဖြူတယ်လူမမဲကလေးတယောက်လူချီရဲ့ကြောင်လေးဘာမှ